ညရဲ့အမောင်တို့ကတဖြည်းဖြည်းနဲ့ရှိုင်လို့လာနေပါတယ်အချင်းအဖြစ်တော့တကောင်ရန်17နာရီနီးပါးရှိနေပါပြီတောသူတောင်သားတွေဆိုတော့တနေကုန်ပင်ပန်းသမျှညအောင်ရင်တော့စောစောအေးရဝန်တတ်ကြပါတယ်တကောင်ရန်ကျွတ်သွန်တန်းကလွဲလို့တရွာလုံးအိမ်မောကြပြီးတိတ်ဆိတ်နေပါတယ်အဲ့ချိန်ပြည်စီပင်အောင်အခိုင်ခန့်နဲ့ရှေ့ခေတ်သွန်နီများမိုးထားတဲ့နှစ်ထပ်အိမ်ပေါ်တက်မှာတော့မိန်းကလေးငယ်တယောက်ဟာတီးရီနဲ့တွာလာနေပါတယ်သူမဟာခြေတန်းလုံးနဲ့အိတ်ခမ်းဝမှာလေကရက်များစီတို့တဖြည်းဖြည်းဥတီရှောက်လာနေပါတယ်သူမရဲ့မျိုးလုံးများဟာအိမ်မောကြနေပြီးသူမရဲ့ခန္ဓာနဲ့စိတ်ဝိညာဉ်တို့ဟာတရရောက်ကထိမ့်ချုပ်ထားတဲ့ပုံစံဖြစ်နေပါတယ်သူမရဲ့ခြေလမ်းများဟာ10ပေအမြင့်ရှိတဲ့ပထမဆုံးသောလေကရက်ကိုအခြေချလိုက်ပြီးဆိုတာနဲ့သူမရဲ့ခန္ဓာတစ်ခုလုံးဟာဟန်ချစ်ပစ်ပြီးရန်လဲသွားချိန်မှာတော့သူမရဲ့လက်တစ်ဖက်ကိုတရရောက်ကလှမ်းဆွဲလိုက်ပါတယ်ဆန်းသမီးလေးဒေါနောင်ရဲ့စိုးရင်တကြီးခေါ်တဲ့ကြောင့်ဆန်နိုးလာခဲ့ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့သူမအမေရဲ့ပေါင်ပေါ်မှာရောက်နေပြီးဒေါနောင်ကသူမကိုဂယုဏသက်စွာကြည့်လို့နေပါတယ်ဒီလိုဖြစ်တာကတစ်ချိန်မကတော့ပဲအခုလိုရန်အောင်ပြီးလမ်းလျှောက်တိုင်းလေကားစီပဲသွားတတ်တာကြောင့်ဒေါနောင်ဟာသမီးအတွက်ရထက်မအေးရပါဘူးဒါကြောင့်ဒေါနောင်တယောက်ချမ်းမြေစွာအိတ်ဆက်ရတဲ့နေ့လိုတည့်ရက်မှမရှိခဲ့ပါဘူးအမေတစ်ခုသမီးတစ်ခုရဲ့မို့ဒေါနောင်ဟာသမီးဖြစ်သူအတွက်ရုန်းကန်နေရသူပါဒေါနောင်ယောက်ျားကိုညိုမိုင်းဟာလွန်ခဲ့တဲ့3နှစ်ခန့်ကဆုံးမသွားခဲ့ပါပြီကိုညိုမိုင်းမဆုံးမခင်ကမျိုးစေးမှာကိုများကိုဆိုင်ကယ်တစ်စီးနဲ့ရွာစဉ်လှည့်လေရောက်နေအလုပ်လုပ်ကိုင်ပါတယ်ကိုညိုမိုင်းဟာအရက်သေးစားတောက်ဆမှုမရှိပဲခက်အေးနေတတ်ပြီးသဘောကောင်းသူတယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့တနေ့မှာတော့ကိုညိုမိုင်းတယောက်ဈေးအောင်ပြီးအပြန်မှာကုန်ကားတစ်စီးနဲ့တိုက်မိလို့ဆုံးမသွားခဲ့ပါတယ်အိမ်တော်ဦးစီးဆုံးမပြီးနောက်ပိုင်းမှာဒေါနောင်တို့သားမိဟာရုန်းကန်ခဲ့ရပြီးမြို့ပေါ်မှာကုန်းများကိုရွာမှာပြန်အောင်နဲ့အိမ်ဆိုင်လေးဖွင့်ထားပြီးအနှဲငယ်ချောင်းလေးလာခဲ့ပါတယ်အားလုံးကအဆင်ပြေမေးကြံရောရှိပါသေးတယ်။သမီးဖြစ်သူနဲ့ပတ်သက်တဲ့နာနာဘဝဖြစ်ရတွေဟာတစ်ခုပြီးတစ်ခုဝင်ရောက်လာခဲ့ပါတယ်။ညဘက်ဆိုလန့်လန့်အော်တတ်သလိုအိပ်ပျော်နေတော့လန့်ထလျှောက်တတ်တဲ့ထူးခြားဖြစ်စဉ်များမကြာခဏဖြစ်ပလေရှိပါတယ်။အိမ်နီးနားချင်းဘွားကြီးဟာဒေါနောင်ရဲ့တီးတို့ပေါ်ဖြစ်ပါတယ်။တနေ့မှာတော့ဆန်ကြောင်စကားဆက်ပြီးတော့ဘွားကြီးကအနှောင်းသမီးလေးကဒီဝါနဲ့ဆက်ဆက်တဲ့ပထန်းဆက်တစ်ခုခုကြောင့်ရောက်လာတာများလားနှောင်းရဲ့သူအသက်ပိုင်းခြားတစ်ခုရောက်လို့ပြန်ခေါ်သွားရင်အခက်သားလားအထက်လန်းဆရာတွေနဲ့ပြကြည့်ရင်ကောင်းမလားဘွားကြီးစကားများကြားတော့ဒေါနောင်တယောက်မျက်နှာမကောင်းရှာပါဘူးဆန်းနဲ့ပတ်သက်ရင်အထီးရှာမခံရသူမို့မိမိဘွားရဲ့ဟာသမီးလေးထွက်ခွာသွားမှာကိုသူမှတွေးဖြင်မတွေးမှမဘူးဆန်းစကားပြောတဲ့စာအရွယ်တုန်းကမေမေလို့ခေါ်တတ်ခဲ့ပြီးမြဲအရွယ်ရောက်လာချိန်မှာတော့ရွာထဲကလူတွေခေါ်သလိုနှောင်းလိုပဲခေါ်ပါတယ်ဒီအရာတွေထောက်ပြီးမြဖွားကြီးကတိုက်ဆက်ပထန်းဆက်တွေကိုပြောလိသလားမသိပါဘူးဒီကြတာတခုကတော့ဘဲတိုက်ဆရာမသမီးလေးကိုပြဖြစ်မှာမဟုတ်ပါဘူးအခုဆိုဆန်ရဲ့အသက်ဟာ73နှစ်ထဲဝင်လာခဲ့ပါပြီဒီကြောက်စရာကောင်းတဲ့ဖြစ်ပျက်တွေကြောင့်သမီးအတွက်စိတ်မကောင်းဖြစ်ရသလိုမိမိကိုယ်တိုင်လည်းအပြစ်မကင်းသလိုခံစားနေရပါတယ်ဒေါနောင်တို့မှာရွာပြင်ဘက်မလန့်မကန့်မှာတနိုင်တပန်ဥယျာဉ်ချမ်းတစ်ခုရှိပါတယ်ကိုညိုမိုင်းရှိစဉ်ကဆိုဈေးအောင်နာပြီဆိုတာနဲ့အဲ့ဒီဥယျာဉ်ချမ်းလေးမှာအချိန်ကုန်လေးရှိပါတယ်အဲ့ဒီဥယျာဉ်ချမ်းကတေး6တယ်လို့ရွာထဲကလူတွေပြောကြပေမဲ့ဒေါနောင်ကိုယ်တိုင်ကမကြုံဘူးသလိုကိုညိုမိုင်းရှိစဉ်ကလည်းပြောတယ်မကြတော့ဒေါနောင်အယုံကြည်မရှိခဲ့ပါဘူးခင်မုန်းဆုံးမသွားတာ2နှစ်ကျော်လောက်ရှိပြီဖြစ်ပေမဲ့ဒေါနောင်ကနောက်အိမ်တော်မထူခဲ့သလိုကိုညိုမိုင်းလောက်ကင်ခဲ့တဲ့ဥယျာဉ်လေးကိုလည်းဆက်လက်လောက်ကင်ခဲ့ပါတယ်ဒီဥယျာဉ်ချမ်းလေးကိုရှေ့ခင်ကကြောင်ရှာကုန်းလို့ခေါ်ကြပါတယ်ဒေါနောင်တို့ဒေတာကနတ်ပွဲကနားပွဲများအထူးစီကတော့မပြောခိုင်များရောင်းအားကောင်းလှပါတယ်ဒါကြောင့်မို့လဲဒေါနောင်ကဥယျာဉ်ချမ်းလေးကိုမရောက်ရတော့ပဲအိမ်ဆိုင်လေးတစ်ဖက်နဲ့ထိမ့်သိမ့်လာခဲ့တာပါမပြောခိုင်များဝင်းမဲ့လို့ခုတ်ချိန်နေပြီဆိုတော့နဲ့ဒေါနောင်တို့သားအမိတွေဟာခြံထဲကတဲမှာသွားပြီးညအိမ်ညနေစောင့်ရပါတယ်အခုရာသီကခြံထဲမှာငပြောသီးများဝင်းမဲ့ချိန်မို့သားမိနှစ်ယောက်ရွာပြင်ဘက်သို့ထွက်လိုက်ကြပါတယ်တဲဟာခင်မွန်းရှိကြတဲ့ဆိုပေမဲ့တက်ကယ်များတစ်နေ့တစ်ခါလဲပြရတာလွဲလို့ကျန်တာဘာမှမပြုတ်ပြင်ခဲ့ရပါဘူးတဲကိုရောက်တာနဲ့ဒေါနောင်ကနေရာထိုင်ခင်းများစီစဉ်ပြီးဆန်အတွက်စက်သားဆန်ပြုတ်လေးပြုတ်ထားလိုက်ပါတယ်ဆန်ကတော့တဲရောက်ထားနဲ့အိပ်ပျော်သွားခဲ့ပါတယ်ဒေါနောင်ဆန်ပြုတ်ဦးလေးတဲပြီးတာနဲ့တဲအောင်ဆင်းပြီးငပြောချံဘက်ထွက်ခဲ့လိုက်ပါတယ်ခြံထဲမှာကခုတ်ဖို့နီးလာတဲ့ငပြောခိုင်များညှော့ကိုင်းကြနေတာ3-4ပင်လောက်ရှိနေပါပြီဒေါနောင်ဝါးနှလုံးကိုကြစ်ချီကပ်ပုံချီလိုက်ပြီးတောင်းများလိုက်ထောက်ကပြီးတာနဲ့တဲဘက်ကိုပြန်ခဲ့ပါတယ်တဲရောက်တော့ဆန်ပြုတ်အုပ်စုနေတာနဲ့အဖုံးလှက်လိုက်ခါအပေါ့ငံမီးဆန့်နေတော့နှောင်းနောက်ဘက်ကဆန့်တန်ကြတော့ဒေါနောင်လှည့်ကြည့်လိုက်ပြီးဆန်းသမီးနိုးပြီလားဒီမှာသမီးအတွက်ဆန်ပြုတ်အုပ်တဲနေတာခဏနေစနော်သမီးဆန်းကခေါင်းကြီးပြပါတယ်ဒေါနောင်တို့ရဲ့တဲက17ပေနီးပါးမြင့်ကတိုင်လေးချောင်းထောက်တက်ကယ်မိုးတဲသလုံးဖြစ်ပြီးစေးရီခက်ရည်အတွက်မိဖို့တစ်ခုစာဝလုံးခင်းတစ်ပြင်းတစ်ခုထုတ်ထားပါတယ်တောကောင်မြအန်ဒီရဲ့ကြောင့်အခုလိုမြင်မစွာစောက်ထားခြင်းဖြစ်ပါတယ်ညရောက်တော့ဒေါနောင်ကခေါင်းရင်ဘက်မှာဖျားပုံတော်ချိတ်ဆွဲထားတဲ့ဖျားစင်မှာဖျားမိပူဇော်ဝက်ပြူပြီးဆန်းနဲ့အတူတူအိယာဝင်ခဲ့လိုက်ပါတယ်ညတဖြည်းဖြည်းနဲ့ဆိုင်လာခဲ့ပြီးဒေါနောင်စိတ်ထဲမှာထူးခြားမှုတစ်ခုကိုစတင်ခန်းစားလာရပါတယ်ပိယတန်ဖားတန်တွေကြားရမယ့်အစား
တိတ်ဆိတ်မှုထုတွေကကြီးစိုးလိုနေပါတယ်ထိုစဉ်မှာပဲဖျားမိကလေအဝိတ်မှာရုတ်တရက်ငိမ့်တက်သွားခဲ့ပါတယ်ရွာနဲ့နီးတယ်ဆိုပေမဲ့တရက်6တယ်လို့ပြောကြတဲ့ဖုံးစုံမြေမှာမိမိတို့တာမီနှစ်ယောက်တည်းဆိုတဲ့စိတ်ကဒေါနောင်ဖို့ကြောချမ်းတယ်လို့ခံစားနေရပါတယ်စောစောရံမှာထူးခြားမှုမရှိပေမဲ့ညလေပိုင်းရောက်တော့ဇီးကွက်တစ်ကောင်ကခေါင်းရင်ဘက်ကြောင်ရှာပင်ပေါ်မှာတဲကြီးမဲကြီးအော်ပါတော့တယ်ဒေါနောင်ဆန်ရဲ့အခြေအနေကဲခတ်လိုက်တော့ဆန်ကနှစ်ချိုက်စွာအိပ်ပျော်နေခဲ့ပါပြီအရွယ်မတိုင်ခင်ကဖခင်မဲခဲ့ရရှာတဲ့သမီးဖြစ်သူရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်ကမြေရီစားတချို့တွဲလဲခိုလို့လာပါတယ်ဘာပဲဖြစ်ဖြစ်သမီးဖြစ်သူမျက်နှာမငယ်ဖို့မိမိကိုယ်တိုင်တန်မမရမယ်မဟုတ်ပါလားရုတ်တရက်ဒေါနောင်ခေါင်းမှုသလိုမိုက်ခနဲ့ဖြစ်သွားပြီးဒေါနောင်တို့ရဲ့တဲလီကိုတစုံတစ်ယောက်ကဆွဲရမ်းနေသလိုရိမ့်ထိုးလို့နေပါတယ်ဒေါနောင်တယောက်ရွာဘက်ကိုလှည့်ပြီးကေးကြပါအောင်လို့လှမ်းអော်ပြီးမယ်အတန်တို့ကစိုးတက်ခါထွက်မလာခဲ့ပါဘူးဒီချိန်မှာပဲဆန်နိုးလာခဲ့ပြီးနှောင်းသမီးကိုအောက်ကလှမ်းခေါ်နေတယ်တွားရမလားဒေါနောင်ကဆန်ကိုပွေ့ဖက်ထားလိုက်ပြီးဖျားစာကိုမနာတမ်းရွက်ဖက်နေလိုက်ပါတယ်စီကွက်အော်မီတန်ကတစ်ချက်တော့ကြားနေရပြီမဲ့တဲလီရဲ့ဒုက္ခမှုကတော့ရက်တန်သွားခဲ့ပါတယ်ဆန်ကတော့ထူးဆန်းစွာအိပ်ပျော်နေခဲ့ပါပြီဒေါနောင်စိတ်လွတ်လက်လုံးငိုချလိုက်မိတယ်မိမိတို့ဘွားတွေကိုဘလို့ကြမာစိုးတွေရောက်လာလဲမတွေးတတ်တော့ပါဘူးအညာကတော်တော်နဲ့အိပ်မပျော်ခဲ့ပါဘူးမိုးလင်းကနီးမှာမိကနဲ့အိပ်ပျော်သွားခဲ့ပြီးနားထဲမှာမိမိအမိကိုအော်ခေါ်နေတဲ့အတန်းကြောင့်နိုးထလာခဲ့ပါတယ်အနောင်ကြီးအနောင်ဒေါနောင်အိမ်မုံဆုံးဖွားနဲ့မိမိနဘေးကိုကြည့်လိုက်တော့ဆန့်ကိုမတွေ့ရတော့ပါဘူးဒေါနောင်စိုးရင်ကြီးစွာနဲ့တက်အောင်ပြေးဆင်းသွားပြီးအောက်မှာမြင်လိုက်ရတဲ့မြေကွင်းကြောင့်လမ်းဖြတ်လို့သွားခဲ့ပါတယ်ဒူနီယက်စာကြောင်ရှာပင်ခွားကြားမှာဆန်ကခြေတွဲလက်ချထိုင်နေပြီးအောက်မှာတော့ဘာကြီးဖွန်ဒီကိုတွေ့ရပါတယ်အနောင်နင်တို့ဒီကြောင်ရှာကုန်းကြောင်မကြဘူးသေးဘူးလားနင်းယောက်ျားရှိကလေးကလူလဲခြင်းလို့ခဏအိမ်မက်ပေးနေတာနင်တို့မပြောပြခဲ့ဘူးလားအခုလည်းငါသားရောက်မလာခဲ့ရင်နင်သမီးအသက်ရှိတော့မှာမဟုတ်ဘူးဘာကြီးဖွန်ဒီပြောပြီးပြန်ထွက်သွားတော့ဒေါနောင်တယောက်ဆန့်ကိုချုံးမော်ခေါ်ကတဲစီရောက်တော့ဆန်ပြောပြတာကဇီးကွက်တကောင်မိတန်းကြောင့်ဆန်မနဲ့စောစောမှာနိုးလို့နေပါတယ်ပြီးတော့တစုံတယောက်ရဲ့ခေါ်တန်းကြောင့်အောက်ဆင်းကြည့်တော့ကြောင်ရှာပင်ပေါ်မှာကောင်းမလေးတယောက်ကအပင်ခွာကြားမှာတွဲလောင်းချထိုင်နေပြီးသူ့စီလာဖို့လက်ရက်ခေါ်နေပါတယ်ဆန်ပင်ပေါ်ရောက်သွားတဲ့အချိန်မှာတော့အညိုတေးကြီးစွာနဲ့အနောက်မှာတွန်းချဖို့အလုံးမှာဘာကြီးဖိုးနေတယောက်ဥယျာဉ်ဆက်ကနေလှမ်းអော်လိုက်တော့ဆန်တတိဝင်လာခဲ့ပြီးအကိုင်းတစ်ခုကိုမြဲမြံစွာကင်ထားလိုက်ရပါတယ်ဘာကြီးဖိုးနေမြင်တွေ့လိုက်ရတာကတမဆိုင်ကကလေးမလေးတယ်ဘာကြီးဖိုးနေအတွက်ငပြောကင်လှလှတခိုင်ခုတ်လို့ဒေါနောင်တို့သားအမိနေမဝင်ခင်မှာပဲရွာတို့ပြန်ခဲ့ကြပါတယ်ရွာရောက်တော့ဘာကြီးဖိုးနေကိုသားမိနှစ်ယောက်တွားကြောလိုက်ကြပါတယ်စန့်ချီနေနဲ့ဒီတောတီတောင်တွေထဲမှာနေထိုင်မှုဆိုတာကအန်ဒီရင်များမှန်းဒေါနောင်ရိပ်မိလာခဲ့ပါတယ်ရွာရောက်တော့ကိုညိုးမိုင်းဘက်ကဆွေမျိုးများရောက်ရှိလို့နေပါတယ်စံနေမကောင်းမှုကြလို့လာကြတာဖြစ်ပါတယ်ဒီချိန်မှာဒေါနောင်သိကျင်ဆုံးအရာတစ်ခုကတော့မိမိတို့ကြောင်ရှာကုန်းအကြောင်းဖြစ်ပါတယ်လောလောဆယ်တော့ဥယျင်ကိုလူမျိုးကြီးကိုဦးမောင်ကိုအခါချင်းငွေပေး၍ငပြောကိုင်များခုတ်ဖို့ရအငှားချထားလိုက်ပါတယ်ဒီဥယျင်အကြောင်းများကိုဖွားကြီးကိုမေးဆန်ကြည့်မှဖွားကြီးစီကတခါမှမကြဘူးတဲ့ကြောင်ရှာကုန်းအကြောင်းကိုဒီလိုစကားဆပါတယ်အနောင်ညိုမိုင်းတို့မိဘတွေပဲလိုက်သွားတဲ့အချိန်တုန်းကအထက်ကဝဖောင်းတွေမျောတဲ့သူတွေချောင်းရည်တိုင်းဆုံးပြီးရောက်လာကြတယ်ချင်းလူမျိုးတွေနဲ့တူပါရဲ့မြန်မာစကားတောင်တိတ်ပြီးနားမလဲကြဘူးသူတို့ဝါဖောင်းတွေမှာယောက်ျားသား၈ယောက်မြို့သမီး၁ယောက်နဲ့ကလေးမလေး၁ယောက်ပါလာတယ်မိုးတွေကလည်းဘာရွာသလဲမမေ့နဲ့၃ရက်ဆက်တိုက်ကိုတဲကြီးမဲကြီးရွာတာသူတို့တွေကခေါင်းဆောင်ဆိုသူကကျွန်တော်တို့ကချောင်းဆုံးတီခီးဆက်ရမှာကြောင့်ကျွန်တော်ဇနီးနဲ့သမီးလေးကိုရွာမှာအပ်ခဲ့ပြစီခင်ဗျာရော်သူကြီးဖိုးတောင်ကခလေးငယ်ကိုကြီးကဂီယူနာတက်ပြီးလက်ခံလိုက်ပါတယ်သူတို့သားမိကိုတမဆိုင်အဟောင်းလေးမှာထားလိုက်ကြတယ်၄-၅ရက်လောက်ကြာတော့တောင်ကျရီကြောင့်ချောင်းရီရုတ်တရက်ကြီးပြီးဝဖောင်းသမားတွေရေနောက်ကိုပါသွားတယ်လို့ကြားရတယ်တချို့အသက်ရှင်နေကြပြီမဲ့မသေးကြမြာမှုတွေနဲ့ဘာသတင်းအစနာမှမရတော့ဘူးဒီလိုနဲ့နှောက်နဲ့တပတ်လဲမိုးဦးကြရောက်ပြန်တော့မိုးတွေကြီးပြီးလေပြင်းတွေတိုက်ခတ်တော့တယ်အညကတညလုံးလေတွေတိုက်ပြီးမိုးတွေတဲကြီးမဲကြီးရွာနေတာတကြီးဥဖို့တောင်အိမ်မှာတော့တဲတဲမဲမဲရွာနေတဲ့မိုးနဲ့အတူညနေတီတိုင်အောင်စကားဝိုင်းကစီကားနေပါတယ်ရေနံစီမိကွယ်အလင်းအောင်တစ်ပေးမှာဥဖို့တောင်အောင်ကိုအုံမောင်နဲ့ဥကျော်ရှိန်တကြီးမိမတော်အမတို့မနေ့ကစံချိန်တင်မိုးရွာသွန်းမှုကြောင့်တိနံမြရေမြုပ်ခဲ့ရတဲ့အကြောင်းကိုပြောဆိုနေကြပါတယ်ဥဖို့တောင်ကမနေ့ကနှမ်းတွေကပိုးဖြစ်တာများတော့ရေနောက်ပါသွားတာမစိုးရင်မိပေမဲ့ဒီနှစ်တော့ကျုပ်တို့နှမ်းတွေကအပင်ကိုင်းအောင်တီးတာ3နှစ်လောက်ပြရင်ကိုရေးလို့ရပြီကျုပ်တော့မနေ့ကလိုရေမြုပ်သွားမှာပဲစိုးရင်နေတာဒါနဲ့လူကြီးတောင်ကြရီကျုပ်တို့နှမ်းခင်းတွေတဲရောက်ပြီလားသွားကြည့်အောင်များကုန်းမော်စကားကိုဘယ်သူမှကန့်ကွက်မဲ့သူမရှိပဲရေးသွားကြည့်ဖို့တဘောတူလိုက်ပြီးခမောက်ကြီးများစောင်းကချောင်းဘက်သို့ထွက်လာလိုက်ကြပါတယ်မိုးတန်လီတန်တွေက
သူတို့ထွက်သွားမှပိုတောင်ကြမ်းတမ်းလို့လာပါတယ်ချောင်းဆက်ရောက်တော့ရွာလူကြီးကတက်ခဲလေးလုံးတို့တက်မိနဲ့မိုးလေချမ်းမှာပင်ထိုးကြည့်တော့ချောင်းရီကသူတို့နှမ်းခင်းနေမြုပ်လို့နေပါပြီဒါကြောင့်အကုန်လုံးကစိတ်တက်ကြသွားရပါတယ်တောင်သူလယ်သမားဘဝဆိုတာကမိုးရောနေရောကသူ့ရာသီနဲ့သူမှန်နေမှာစိုက်သမျှဖြစ်ထွန်းလို့အထွန်းနှုံကောင်းပြီးအလူဒါနတွေလုံနိုင်ကြတာဖြစ်ပါတယ်နေပူလို့ရင်ဖြစ်ဖြစ်အခုလိုမိုးပူသွားတာမျိုးကြုံလာရင်တော့စိုက်သမျှဟာအကုန်ရေနောက်ပါသွားပြီးမိမိတို့ဝမ်းစာပင်မရတဲ့နှစ်တွေဆိုတာလဲဒူးနယ်သေးပါပဲထိုစဉ်အထက်မှာတဝဝနဲ့ရေစီတန်ခက်ကြမ်းကြမ်းကိုကြားရတော့ဥပိုးတောင်ကချောင်းကဘာဇက်မှာဥကျော်ရှိန်နဲ့ကိုဦးမောင်တို့ကိုလှမ်းអော်ပါတယ်ဟေးလူတွေအနောက်ကိုဆုတ်ကြအနောက်ကိုဆုတ်ကြကဘာပဲတော့မယ်ဆုတ်ကြရွာလူကြီးအတန်းကြောင့်နှစ်ယောက်သားအလင်းအမြန်နောက်ကိုဆုတ်လိုက်ကြပါတယ်ဘာမှမကြားလိုက်ပါဘူးခုနကကိုဦးမောင်နဲ့ဥကျော်ရှိန်တို့ရက်နေတဲ့ကဘာကိုရေကကြောင်းလန့်စရာကောင်းလောက်အောင်တိုက်စားသွားပါတယ်ရွာလူကြီးပေးတဲ့အသက်ပဲရှိတော့တာဗျို့လေးလဲအရန်ထန်လာတဲ့ရွာလူကြီးကျုပ်တို့ပြန်ကြရအောင်လေးတိုင်းလုံးကပြင်းထန်လာခဲ့ပြီးတချို့တပ်ပင်အိုးများအမြက်ကကျုပ်ကလဲကျကုန်ကြပြီးအိမ်မိုးများပင်လန်သည့်အထိတိုက်ခတ်ပါတယ်မနက်လင်းတော့စိတ်မကောင်းစရာသတင်းတစ်ခုကိုကြားကြရပါတယ်ချင်းလူမျိုးသားအမိနေထိုင်ရာတမအင်းလေးပေါ်ကိုညောင်ကိုင်းတွေကျိုးကြပြီးသမီးဖြစ်သူကစုံမသွားခဲ့ပါတယ်ဒီလိုနဲ့နောက်6လလောက်ကြာတော့ဆုံးပြီလို့ထင်ခဲ့တဲ့ဝဖောင်ကောင်းဆောင်ပြန်ရောက်လာခဲ့ပါတယ်သူတို့တွေအောက်ဖက်ဆုံးဆင်းသွားချိန်မှာတောင်ကျရည်တွေကြောင့်ဝဖောင်တွေအကုန်ပျက်စီးသွားခဲ့ပြီးလူတွေတကွဲပြားစီဖြစ်ခါရေနောက်ကိုပါသွားခဲ့ကြတယ်6ယောက်လောက်ပဲအသက်ရှင်ပြီးကျန်တဲ့2ယောက်ကတော့တေဆုံးသွားခဲ့ပါတယ်သူကိုယ်တိုင်လည်းဈေးမရှိတာကြောင့်အောက်ပြည်မှာပဲကျုံရကြပန်းလောက်ကင်ရင်းနဲ့မိမသမီးစောနဲ့ပြန်ရောက်လာခဲ့ပြီးမဲ့မြေရီစားတွေနဲ့မြုံအိမ်တစ်ခုပါပဲသူ့ကိုစီးကြိုနေခဲ့ပါတယ်နောက်တော့သူတို့လင်မယား2ယောက်တောင်ပေါ်ဒေသဘက်ကိုပြန်သွားခဲ့ကြပါတယ်မကြွလွန်နိုင်သေးတဲ့သူတို့သမီးကတော့ရွာမှာကြံရိတ်ခဲ့ပါတယ်အဲနောက်ပိုင်းတမဆိုင်ဒီပေါ်မှာခလေးတယောက်ပြေးနေတဲ့အတန်းနေဝင်ကာနီးဆိုကြက်သိန်းထပွဲကြားကြရပါတယ်မောင်ရီပြူတာနဲ့တမဆိုင်ရှိရာပြန်မောင်းတဲ့လှဲများနောက်ကိုအတန်ပေးပြီးလိုက်တတ်ပါတယ်ဒါတွေကြောင့်ပဲရွာသူရွာသားများဟာတမဆိုင်ဒီမှာတရားနာပြီးပြေးရွက်ဖတ်လိုက်ကြပါတယ်တရားနာပြီးနောက်တော့ခလေးချီတန်တွေမကြတော့ပဲအဲခလေးမလေးဟာရွာပြင်ဘက်ကိုညိုမိုင်းတို့ကြောင်ရှာကုန်းကိုပြောင်းသွားပြီလို့ပြောကြပါတယ်ကိုညိုမိုင်းရှိတော့ကဆိုလူလဲခြင်းလို့ဆိုပြီးအိမ်မက်ခဏခဏပေးတတ်တဲ့အနှောင်းတို့ကြောက်မှဆိုလို့မပြောခဲ့တာဖြစ်မယ်ဒေါနောင်းတယောက်ဒီလိုကြားရတော့လဲတာသမီချင်းကိုချင်းစာမိပေမဲ့ကြောက်စိတ်ကပိုလို့စိုးမိုးနေခဲ့ပါတယ်ဖွားကြီးကကလေးကိုနတ်များရွာတော်ရှင်မြတ်ကဆောက်ရှောက်အောင်ကနပွဲလုပ်ဖို့ပြောလေတော့ဒေါနောင်းလည်းအယူအသီးသူပြီးမဆိုင်မတော့ကျင်းပါတော့တယ်ကနာပွဲတွေပြီးတော့ဆွေမျိုးများလည်းတနေတကြီးသူပြန်သွားကြပါတော့တယ်အဲနောက်ပိုင်းမှာတော့စံညဘက်တွေနှစ်ချိုက်စွာအိပ်ရသလိုဘယ်လိုပြောကမျိုးမှမကြုံတွေ့ရတော့ပါဘူးဒေါနောင်းလည်းဖွားကြီးကိုကျေးဇူးတင်လို့မဆုံးဖြစ်ရပါတယ်ဆန်လဲခုဆို18နှစ်ဆိုတဲ့ပြိုပေါ်ဝင်စအရွယ်သူရောက်လာခဲ့ပါပြီဒေါနောင်းတို့ရွာမှာမနက်တိုင်းကုန်တင်ကားလေးတစ်စီးစင်ချေပုံးမျိုးလေးတို့ပုံမှန်ထွက်လေရှိပါတယ်ရွာမှာကောက်ပွဲသီးနှံဟင်းသီးဟင်းရွက်များကိုမျိုးစေ့ကိုနေ့စဉ်တင်ပို့ကြပြီးအသက်မွေးရန်ကြောင့်ပြုကြရပါတယ်ဒေါနောင်းလည်းတပတ်တစ်ခါဆိုသလိုစိုင်အတွက်ကုန်းများဝယ်ဖို့စောစောကားလေးနဲ့လိုက်လေရှိပါတယ်မြို့ကိုသွားဖို့ရာအဝေးပြေးလမ်းကိုရောက်ဖို့အတွက်ရွာကနေကြောက်ခင်းလမ်းကို10မိနစ်ခန့်စပိန်နေရပါတယ်မြို့တော့နိုင်ဝက်မြစပိန်နေအောင်ဆိုရောက်ပြီဖြစ်ပါတယ်အဝေးပြေးလမ်းမကြီးရှိနေတော့မြို့ရောက်ဖို့အတွက်လမ်းခီးဖြောင်ပြူပေမဲ့အသားစီးတစ်ခုလည်းရှိနေပြန်ပါတယ်အဲ့ဒါကတော့မြို့ဝင်ဘာသာပေါင်းစုံတင်းချမ်းရဲ့6လန့်မှုတွေပဲဖြစ်ပါတယ်အရင်ကမကြောက်ဘူးပေမဲ့လည်းတစ6လန့်မှုတွေဟာကောလာဟာလာလိုတကယ်လိုနဲ့ခက်ဆိတ်ဆိတ်ဖြစ်လာနေပါတယ်တင်းချမ်းကမြို့ဝင်မလန့်မကန့်မှရှိပြီးလေးဘက်လေးတန်ကိုလူတရက်စာအုတ်တိုင်းတို့နဲ့ဝန်းရံလိုထားပါတယ်ရင်းကြီးအလိမ့်လိမ့်တက်နေတဲ့အုပ်အုပ်ပြတချို့နဲ့တင်းချမ်းအလေမှာတော့နှစ်ပေါင်းများစွာကမိကျွမ်းနေတဲ့ကျွန်းတပင်ကြီးများရှိနေပြီးຫນွေများကဝါမျိုးကတွဲလျားကြလို့နေပါတယ်ညနေမှောင်ရီပြိုးချိန်တွေဆိုဝေးမှလမ်းကြည့်ရင်မကောင်းဆိုးဝါးတကောင်ငုတ်တုတ်ထိုင်နေတဲ့ပုံသဏ္ဍာန်မျိုးဖြစ်လို့နေပါတယ်နယ်မျိုးလေးမှာကရက်ွက်ကြီး၄ခုရှိနေပြီးဖုန်းတော်ကြီးကျောင်းကတော့2ကျောင်းပဲရှိပါတယ်တရက်ကွယ်ကျောင်းထိုင်ဖုန်းတော်ကြီးရဲ့ခမီးတော်နဲ့မေတော်တို့ဟာလွန်ခဲ့တဲ့8လခန့်ကကားအစီအစဉ်တစ်ခုနဲ့ဆုံးမသွားခဲ့ကြပါတယ်ဥစိန်နဲ့ဒေါ်မြကြီးတို့ဟာကျွဲဝချမ်းသာသူများဖြစ်ကြပြီးလဲမီများစွာပိုင်ဆိုင်ကြပါတယ်တနေ့မှာတော့ဥစိန်နဲ့ဒေါ်မြကြီးတို့ဟာဖျားဖို့ထွက်သွားပြီးပြန်ခီးမှာဘရိတ်ပေါက်ခါကားမောက်ပြီးတီးဆုံးသွားခဲ့ကြပါတယ်အမြန်လန့်တနေရာမှာဆုံးမခဲ့ကြပြီမဲ့အလောင်းများကိုတော့ဇာတိမြေမှာပဲမြုပ်နှံလိုက်ကြပါတယ်သူတို့နှစ်ဦးလုံးဟာပိုင်ဆိုင်တဲ့လယ်မြေများကိုဆွဲလန်းတဲ့စိတ်နဲ့မကြွလို့ကြပါဘူးဝေးပြေကားဆရာများဟာအမြန်လန့်တချို့နေရာများတင်းချိုင်းနာဖြတ်တာနဲ့အ
ဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်ကိုမကြာခဏတွေ့တတ်ကြပါတယ်ဆရာတော်ကြီးကိုယ်တိုင်ပင်အိမ်မက်မက်ခဲ့တယ်လို့မိန့်တော်မူပါတယ်တနေ့ဆရာတော်ကြီးရွာတရွာပထမပွဲမှာအပြန်ရွာလှည့်အစီအစဉ်နဲ့ပြန်လာချိန်မှာဆရာတော်ကြီးမိဘများပိုင်ဆိုင်တဲ့လေမြေတစ်ခုနားရောက်တော့အင်ကြီးဝက်စားမပါတဲ့ဆရာတော်ရဲ့ခမဲတော်နဲ့မေတော်တို့ဟာလက်အုပ်လေးချီလေးရဲ့တွေ့ရပါတယ်အရှင်ဖျားတပည့်တော်မတို့နှစ်ယောက်ဟာပိုင်ဆိုင်မှုအဆွေတွေကြောင့်ဆင်းရဲကြီးစွာနဲ့တရေတစီဘဝများကိုရောက်နေကြပါတယ်ဖျားတပည့်တော်တို့ကြားနိုင်တဲ့လူတနာလေးများပြုပေးတော်မူပါဖျားအဲ့လိုပြောပြီးပျောက်ကွယ်သွားကြပါတယ်ဒါနဲ့ပဲဆရာတော်ကြီးဟာဥစိန်နဲ့ဒေါ်မြကြီးတို့သေဆုံးရာအမြန်လန်းတနေရာမှာပဲတရားပွဲကျင်းပပြီးအမျှပေးဝေခဲ့ပါတယ်ဒါပေမဲ့အဝေးပြေးကားဆရာများနဲ့ဈေးသည်တချို့ကတော့ညမောင်ကြီးပြိုချိန်တွေဆိုအဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်ဟာအဝေးပြေးလမ်းမကြီးပေါ်မှာတွာလာနေကြစေလို့ပြောကြပါတယ်ဒေါ်နောက်တယောက်ကုန်းမြဝယ်ဖို့အတွက်ရွာမနစ်စောစောရန်ကားနဲ့လိုက်ပါလာခဲ့ပါတယ်ကားပေါ်မှာတော့ဒေါ်နောက်နဲ့အတူရွာကုန်းစိမ့်တဲ့မြို့သမီးသုံးအောင်ပါလာပြီးယောက်ျားလေးဆိုလို့ကားဆရာနဲ့ကပ္ပိယဖိုးစောတို့ပဲရှိပါတယ်ကားလေးဟာတရွေ့ရွေ့နဲ့မြို့ဝင်တင်းချိုင်နာသို့ချင့်ကပ်လာသည့်တိုင်အောင်အမောင်တူကကြီးစိုးနေသေးပါကြံသူများကတပည့်ကြီးများခြုံလွှမ်းလို့ငိုင်းမီးနေကြပါတယ်ဒေါ်နောက်လည်းတစ်ချက်အိတ်ငိုက်ပေမဲ့ကားကရိမ့်ထိုးချိန်ဆိုလန့်နို့လို့လမ်းပြီးဝဲရကိုရုတ်တရက်ကြီးလိုက်မိချိန်မှာတော့တင်းချိုင်ပေါ့ဝါမှာအဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်ကဒေါ်နောက်ကိုရက်နေရင်မှစူးစိုက်ကြည့်နေတာကိုမြင်တွေ့လိုက်ရပါတယ်အနေငယ်သုံးလို့သွားပေမဲ့မြို့ကန်များဖြစ်လိမ့်မယ်လို့တွေးတောနေမိလိုက်ပါတယ်မြို့ပေါ်ကားကြီးရောက်တော့မိုးပင်လင်းနေခဲ့ပါပြီလိုအပ်တဲ့ကုန်းမြဝယ်ပြီးနေ့လယ်မွန်းတဲ့ချိန်မှာတော့ရွာကိုပြန်ခဲ့ပါတယ်အပြန်မှာတော့မနေ့စောတုန်းကအဖိုးကြီးအဖွားကြီးနှစ်ယောက်ကိုဒေါ်နောက်မတွေ့ရတော့ပါဘူးရွာပြန်ရောက်တော့ဒေါ်နောက်အိမ်ရှိမှာပဲကားရက်ခိုင်းလိုက်ပြီးသမီးရေအမေပြန်ရောက်ပြီအထုပ်တွေလာကူသေးပါအောင်ဒီလိုနဲ့သားမီးနှစ်ယောက်ကိုပစ္စည်းများထုတ်စစ်ကြပြီးအထုပ်30အရေးအတွက်ရှိတဲ့လက်ဖက်ချောက်ဖားထဲမှာ15ထုပ်တီရော့လို့နေပြီးကော်ဖီမဲ့အထုပ်ကြီးတစ်ထုပ်လည်းကားကြီးမှာကျန်ရစ်ခဲ့ပါတယ်ဒီတော့ဆန်က3နိုင်ကျော်ပဲရှိပါသေးရဲ့နှောင်းရဲ့သမီးစပိန်နဲ့သွားလိုက်မယ်လေဒေါ်နောက်ယောက်ျားဆုံးတော့အမှုခင်းကြောင့်ရဲစခန်းမှာပဲဆိုင်ကယ်ထားခဲ့ပြီးပြန်မယူဖြစ်ခဲ့ပါဘူးဆန်ရွယ်ရောက်လာတော့ဒေါ်နောက်ကစပိန်တစ်စီးဝယ်ထားပေးခဲ့ပါတယ်ပစ္စည်းများတန်ဖိုးကငွေအင်းနီးတဲ့ကဖြစ်နေတော့ဒေါ်နောက်ကမလွတ်ချင်ပေမဲ့လည်းနေမကူးခင်ဆိုင်ရှင်ကိုအသိပေးတင်နေဆိုပြီးခွင့်ပြုပေးလိုက်ပါတယ်လက်စားတဲ့အမေမနဲ့ကအထဲဆိုင်မှာအညီတစ်ထည်ယူဖို့မေးခဲ့လို့ဝင်ယူပေးခဲ့ပါဦးသမီးအမြန်ကိစ္စပြီးတာနဲ့ပြန်ခဲ့နော်ဆန်ကစပိန်လေးတောက်ဖြုတ်လိုက်ပြီးဒေါ်နောင်ကိုကောင်းကြီးပြလိုက်ပါတယ်ဒေါ်နောင်လည်းမျက်စိအောက်မှာပျောက်သွားသည့်အထိသမီးဖြစ်သူကိုငေးလို့ကြံ့ရစ်ခဲ့ပါတယ်ဆန်15မိနစ်မြနေလိုက်တော့ဟိုးဝေးမှာမြို့ကိုခရီးရီမြင်နေရပါပြီလမ်းပေါ်မှာပြန်ကျဲနေတဲ့တခုတ်ပွင့်များကိုကြည့်ပြီးအားရဝမ်းသာနဲ့တခုတ်ရိုးတွေအများကြီးပဲအပြန်တော့ကောက်အောင်မှဆန်တယောက်အတွေးများနဲ့တက်ကြွလို့နေပါတယ်မြို့ပေါက်နာရောက်တော့လူများသွားလာနေကြသလိုကားများလည်းသွားလာနေကြပြီးအရာအလုံးကတက်ဝင်လှုပ်ရှားနေကြပါတယ်ဆန်ကကုံစုံဆိုင်ဘက်ကိုအရင်နှင်းသွားပြီးစပိန်လေးထိုးရက်လိုက်ပါတယ်အသက်50ကျော်မိမကြီးတယောက်ကဆန်ကိုကြည့်ပြီးသမီးဘာဝဲခြင်းလို့လဲကွယ်ဟုတ်ကဲ့အန်တီသမီးအမေမနေ့ကယူသွားတဲ့ဖားထဲမှာလက်ဖက်ချောက်တွေရော့နေလို့ပါအန်တီဆန်ကအကျိုးကြောင့်ပြောလိုက်မှာအော်နှောင်းသမီးလားလာသမီးထိုင်အောင်တော့အန်တီအထဲသွားမေးပေးမယ်ခဏနေတော့ခုနအန်တီကအထုပ်ထုံနဲ့ပြန်ထွက်လာပြီးဟုတ်တယ်သမီးရေမနေ့ကရောင်းမို့ထားတဲ့ကြက်ဖာနဲ့မှားပြီးထည့်ပေးလိုက်မိလားသမီးမေမေကိုလည်းတီချာပြပြလိုက်အောင်နော်ဟုတ်ကဲ့အန်တီစံထုံးလေးကင်ပြီးထွက်လာခဲ့လိုက်တယ်အာယုန်ထဲမှာတော့လမ်းမပေါ်မှာပြန်ကျဲနေတဲ့တခုတ်ပွင့်များကိုတရားအောင်များကောက်သွားလိမ့်မလားဆိုပြီးစိုးရိမ်နေခဲ့ပါတယ်မြို့ထွက်ကတင်းချိုင်ကုန်းကိုဖျက်ကျော်ပြီးချိန်မှာတော့ကားကြီးကထုံမိကြံခဲ့ပြီးဒုက္ခပါပဲဆန်စပိန်ကိုပြန်လှည့်ကမြို့သို့ပြန်လှည့်ခဲ့ရပါတယ်ကားကြီးရောက်တော့ကောင်တာတစ်ခုပေါ်မှာကော်ဖီမက်ထုတ်တစ်ထုပ်ကိုမြင်ရပြီးအကျိုးကြောင့်ပြောကယူခဲ့လိုက်ပါတယ်ကားကြီးကောင်တာနိုင်မှာတော့9နာရီထိုးကနီးနေပါပြီဆန်စီထဲမှာတော့အနှဲငယ်စိုးရင်စိတ်ဝင်လာခဲ့ပါတယ်ဖျားမမောင်းလိုက်ပါနဲ့အောင်မြို့ထွေရောက်တော့ဆန်ကိုနှစ်ဖူးကိုပြန်ရလိုက်ပြီးနှောင်းရဲ့အင်ဂျီရွေးရအောင်ပါပဲတီတာတီးလိုက်ပါတော့နှစ်ကြိမ်မြောက်မြို့ကိုပြန်နှင်းခဲ့ရပါတယ်အချုပ်ဆိုင်ရောက်တော့ဆိုင်ရှင်ကအပြင်သွားလို့15မိနစ်ခန့်စောင့်လိုက်ရပါသေးတယ်ခဏကြာတော့အတော်ကြီးတယောက်ရောက်လာပြီးဆန်ကိုအဖြူအောင်အိတ်လေးနဲ့တီချာထုတ်ပိုးပေးလိုက်ပါတယ်ဆန်စပင်းကိုခတ်သွတ်ပဲနင်းနေမိတယ်မှောင်ရီပြိုးချိန်တောင်ရောက်လူပြီမဟုတ်ပါလားခုနပေါင်းဝန်းကျင်မျိုးလည်းမဟုတ်တော့ပါဘူးလမ်းဘေးဝဲရမှာလူသွားလူလာရှင်းသလောက်ဖြစ်နေပြီးအဝေးပြေးကတစ်စီးစာနှစ်စီးစာမျိုးအတွင်းပြောင်းဝင်လာတာလောက်ပဲမြင်ရပါတော့တယ်လမ်းမကြီးပေါ်မှာဖွေးလွတ်အောင်ကျွေးနေတဲ့တခုတ်ပွင့်ကောင်းမဲ့အတွေးစားတွေကတဖြည်းဖြည်းပျောက်ကွယ်ကမြို့ထွက်ကတင်းချိုင်ကိုချုံးဝေစွာဖျက်ကျော်ဖို့ပဲဆန်ကောင်းထဲမှာရှိပါတော့တယ်ဒီရက်ဒီမြေဒီအချိန်မျိုးမှာ
မိန်းကလေးတယောက်တည်းမစိုးထားနဲ့ယောက်ျားလေးတယောက်တော့မှတော်ရုံတက်တိနဲ့မဖြတ်တန်းရဲကြပါဘူးတင်းချိုင်းပေးရောက်တော့ညနေခင်းရဲ့လီနူအေးစိမ့်သက်ကဆန့်ကိုစီးကြိုလိုနေပါတယ်လီလာယာတစ်ချက်မှာတော့ပုတ်ဤနန်းတို့ကမတိတတိဆန့်နှာခေါင်းနဲ့ခန်းစားမိလာပါတယ်ဆန့်အားရင်များကုန်ခန့်သလိုပင်ခန်းစားလာရပါတယ်ဆေးရတင်ပြီးနင်းနေရင်မှစပိညာဘက်ကိုင်းမှာဆွဲထားတဲ့အထုပ်ပိုးများဟာတဖြည်းဖြည်းလေးလံလာသလိုခန်းစားနေရပါတယ်ကြောချမ်းစရာအုတ်ဂူတွေဘက်ကိုမျက်နှာမလွှဲမိအောင်စူးစမ်းနေရင်မှမျက်လုံးများကအုတ်ဂူနဲ့မြေစာပုံများစီကိုတစ်ချက်လှမ်းကြည့်မိလိုက်ချိန်မှာတော့ထီးထီးရှိနေတဲ့အုတ်ဂူနှလုံးစီမှာဟဲ့အတန်တစ်ခုကိုပီပီသားသားကြားလိုက်ရချိန်မှာတော့တကိုယ်လုံးကြက်သိမ်းမွေးညင်းများတပြင်းပြင်းထားလုံနေပါတယ်စပိန်ကိုတရရောက်ကဆောင်းဆွဲလိုက်သလိုရက်တန်လို့သွားပါတယ်ဆန်လေကြောင်အန်းဖြစ်နေရင်မှအတန်လာရဘက်ကိုလှည့်ကြည့်မိလိုက်ချိန်မှာတော့မျက်နှာတစ်ခုလုံးပိုးလော်လမ်းများပြင်းနေနေကရုပ်ပြည့်ဆင်းပြဖြစ်နေတဲ့အဖိုးကြီးဖွားကြီးနှစ်ယောက်ကိုထိတ်လန့်ပွဲမြင်တွေ့လိုက်ရပါတယ်အဖိုးကြီးဖွားကြီးနှစ်ယောက်ကရုတ်တရက်လှုပ်ရှားလာပါတော့တယ်ထိုစဉ်မှာအဖိုးကြီးပါဇက်ကြီးဟာရုတ်တရက်ဟလာပြီးမိုင်းသားဆောခြင်းနဲ့မိုင်းသားဆောခြင်းနဲ့အဲ့လိုချက်သိမ်းထားပွဲအတန်အော်ကြီးနဲ့ထအော်ပါတော့တယ်ဆန်မြက်တောင်မခတ်တန်ကြည့်နေရင်မှအဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်ဟာသူတို့အုပ်ကူတွေထဲတိုးရှိုးပြောက်ွယ်သွားကြပါတော့တယ်ဒေါ်နောင်းတယောက်ကတော့ရွာထိပ်မှာသမီးဖြစ်သူအလာကိုစောင့်မျှော်လို့နေပါတယ်၄နိုင်ခွဲတည်းဟာစောင့်နေခဲ့တာအခု6နိုင်ခွဲစီတိုင်သမီးဖြစ်သူပေါ်မလာတော့စိုးရိမ်စိတ်တို့ဟာကြီးထွားလာခဲ့ပါတယ်ဒီချိန်မှာကပ်ပိယဖိုးစော်လာနေတာကိုမြင်လိုက်ရပါတယ်အနာရောက်တော့ကပ်ပိယဖိုးစော်ကအနောင်မိုးချုံနေပြီဘာရက်လုံနေရတော့သမီးကိုမြို့ကိုလွတ်လိုက်တာပြန်မရောက်သေးလို့ကပ်ပိယရေကျမလည်းစိတ်ပူနေပြီဟဲ့နင်းသမီးကနေအိမ်မှာလေအိမ်တကားဖွင့်ထားလို့စွန့်ချိုင်ကိုအောက်မှာထားခဲ့ပြီးတော့ငါပြောလိုက်သေးတယ်နင်းသမီးစပိန်နဲ့တွေ့ခဲ့တယ်ရှင်ဟုတ်ရဲ့လားကပ်ပိယကြီးရဲ့ငါဘယ်တော့မှနောက်ဖို့လို့လဲနှောင်းရဲ့ကဲဒါဖြင့်ကျမပြန်လိုက်အောင်မယ်ဒေါ်နောင်းတယောက်အိမ်ကိုစိုးရင်တကြီးလှည့်ပြေးသွားတော့ကပ်ပိယဖိုးစော်ကနားမလည်နိုင်ပဲကြံရိတ်ခဲ့ပါတယ်သမီးဖြစ်သူပြန်အောင်နေတာကပ်ပိယပြောလို့တာယုံရတာအိမ်သားရောက်တော့မီးအောင်မမြင်ရပါဘူးတအိမ်လုံးမှောင်မိုက်လို့ပါလားမိမိတို့အိမ်မှာကတာမီနှစ်ယောက်တည်းဆိုပေမဲ့ဒီလောက်တိတ်ဆိတ်ချောက်ချောက်မှုမျိုးကိုတခါမှမကြုံတွေ့ခဲ့ရပါဘူးအပေါ်တက်ရောက်တော့တိုင်မှာဆွဲထားတဲ့ရေနံစီမိအိမ်ကိုမိညှိလိုက်ပါတယ်ထိုစဉ်မှာပဲသမီးအခန်းဘက်ကပြုတ်ဝမ်းတဲ့အတန်ထွက်လို့လာပါတယ်ဒေါ်နောင်အိတ်ခန်းဘက်ကိုပြေးသွားခဲ့ပြီးအခန်းထဲရောက်တော့ကရင်ပေါ်မှာမှောက်ရင်အနေထားနဲ့အော့အန်နေတဲ့ဆန့်ကိုတွေ့လိုက်ရပါတယ်ဆန်းသမီးလေးဘာဖြစ်တာလဲအစာမကြီးလို့လားသမီးမောင်နေလို့အမေကစိတ်ပူနေတာအမဲသားရှိလားမေဒေါ်နောင်မျက်လုံးပြူသွားပြီးအခန်းပြင်ဘက်ကိုပြေးထွက်လာခဲ့ဟာပြတင်းပေါင်းမှာဖွားကြီးအိမ်ဘက်ကိုခေါင်းပြူထွက်လိုက်ပြီးဖွားကြီးမပလဲတို့အိမ်ခဏလာကြပါအောင်ရှင်ကျမသမီးအပမိနေလို့ဒေါ်နောင်တကိုယ်လုံးတုံးရင်နေပြီးချင်းမကိုင်းပြီးလက်မကိုင်းပြီးဖြစ်နေခဲ့ပါတယ်တကယ်တော့ဆန်ကငယ်စဉ်ကလေးအပြင်အမေသားမစားခဲ့ပါဘူးပြီးတော့လဲမင်းမေးလို့တခါမှခေါ်ခဲ့ဘူးတာမဟုတ်တော့ဒေါ်နောင်စိုးရင်စိတ်တို့ဟာကြီးထွားလာခဲ့ပါတယ်ဖွားကြီးတို့ကမကအိမ်နီးနားချင်းတွေပါရောက်လာကြပါတယ်ဖွားကြီးကအနောင်နေသမီးဘာမှလဲဟိုခန်းထောင်းမှာဖွားကြီးအနောင်ကအမောင်ကြီးကျနေတဲ့တောင်းတနေရာကိုလွညှိုးထိုးပြပါတယ်ဖွားကြီးကအနောင်ကိုတဖြည်းဖြည်းတိုးကပ်သွားပြီးဖမ်းမင်းအိမ်ရဲ့အလင်းရောင်အောက်မှာဆန်ကနိုင်ရန်ပဲ့မျက်နှာမူထိုင်နေရင်းကငြိမ်လေးအနေထားရှိနေပါတယ်ဆန်သမီးလေးဖွားကြီးကဆန်စပင်တို့ကိုပုတ်တိုင်ရင်နဲ့သူမအမိကိုခေါ်လိုက်တဲ့အချိန်မှာတော့ဆန်ကကြောက်စရာမျက်နှာမူရာနဲ့လှည့်လာပြီးမျက်စောင်းထိုးကြည့်နေပါတယ်ဆန်သမီးလေးသတိထားပါအောင်သမီးရဲ့ဘယ်ဟာသမီးလဲငါမမီများကြီးအမေသားစားခြင်းလို့လိုက်လာတာဘယ်မှလဲမေသားအမေသားပဲဆန်းအကုန်လုံးကပါဇက်အဟောင်းသားနဲ့ကြည့်နေရင်မှဖွားကြီးကသူ့သမီးပလဲပဲလှည့်ပြီးဟဲ့ပလဲနင်းယောက်ျားကိုဆရာတော်ကိုအကျိုးကြောင့်သွားလျှောက်ခိုင်းစမ်းဟုတ်ကဲ့မေဆန်းကတော့ဒေါသထွက်နေတဲ့ပုံစံနဲ့တရှူးရှူးတရှဲရှဲဖြစ်လို့နေပါတယ်ခဏနေတော့ဆရာတော်ချောင်းဟန်တန်ကြားရပြီးဒေါ်နောင်းရဲ့စိုးရင်စိတ်တို့အနှဲ့ငယ်ရောသွားရပါတယ်ဆရာတော်ကကရင်ပေါ်မှနေပြီးစမ်းပစ်တို့လှည့်လျက်အနေထားနဲ့မိကုံများမိပါတော့တယ်ကလေးမခဏတည်းကဘာတူလဲဘာကြောင့်ကလေးကိုဒုက္ခလိုက်ပေးနေရတာလဲငါနာမီဟာများကြီးငါအမေသားစားခြင်းလို့လိုက်လာတာအော်ဒကမကြီးများကြီးပဲဒကမကြီးရဲ့သားကဦးစင်းเจ้าကိုခဏခဏကြွတယ်ဒကမကြီးမကြွတ်လွတ်တဲ့အကြောင်းလဲဦးစင်းကြားပါတယ်အခုလိုတရက်တစီဘုံဘွားရောက်ရတာဟာပိုင်ဆိုင်မှုအစွဲလန်းနေကြောင်းပဲဒကမကြီးဒါကြောင့်မို့အမြန်ဆုံးရုံးထွက်နိုင်အောင်ကြိုးစားပါဒီကလေးကိုနှောက်ယှက်နေတာတွေရပ်တန့်ပြီးကိုယ့်နေရာကိုပြန်มาဒကမကြီးဦးစင်းတို့ဒကမကြီးတို့အတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပေးပါမယ်ဒကမကြီးတို့လည်းတာရုခွန်နိုင်အောင်ကြိုးစားကြပါလေဆမ်းမြင်နာကအနှဲ့ငယ်ညှိုးနှွမ်းသွားပြီးဝမ်းနေတဲ့အမူအရာနဲ့လက်အုပ်ချီလေးရဲ့တတိလက်သွားပါတော့တယ်သမီးလေး
ဒေါ်နောင်ရဲ့စိုးရင်တကြီးခေါ်တန်ထွက်ပေါ်လာပြီးဆရာတော်ကပေးရွက်ဖတ်ပေးပြီးကျောင်းသူပြန်ကြော့သွားပါတယ်နောက်တစ်နေ့မိုးလင်းချိန်မှာတော့ဒေါ်နောင်တယောက်မနက်စာစားနေတဲ့သမီးဖြစ်သူအနာသူကတ်ခါသမီးဖြစ်သူကြုံရတဲ့ကြောက်စရာဖြစ်ရတဲ့တချို့ကိုမင်းမြန်မှုစူးစမ်းပါတော့တယ်ဆန်းသမီးလေးမနေ့ကညနေဟာသမီးဘယ်သူနဲ့တွေ့ခဲ့လို့လဲထမင်းလုံးမြောက်ဝမ်းနေရင်မှဆန်းကရုတ်တရက်ထအံ့မာတော့တယ်အော်သမီးအားနေနေသည်လို့ဖြစ်မယ်အမေခဏနေစီလာတိုက်မယ်အဲ့ရမှာသွားလဲနေတော့သမီးအဲ့ဒီမှာစလို့ဒေါ်နောင်တယောက်သမီးဖြစ်သူကြုံတွေ့ခဲ့ရတဲ့ဖြစ်အများကိုမမေ့ဘူးဆုံးဖြတ်လိုက်ပြီးတခြားသူများမေးမြန်းခြင်းမပြုအောင်လဲတားမြစ်ခဲ့ပါတယ်နနက်ခင်းတစ်ခုမှာတော့မြို့ဝင်တင်းကြိုင်မှာရမီရဖတချို့ကျန်းရဲ့သူမိသားစုများကမကြွတ်လွတ်သူများအတွက်ပရိတရားနာကြခဲ့ပြီးဆရာတော်ကြီးကိုယ်တိုင်ဥစိန်နဲ့ဒေါ်မြကြီးတို့ရဲ့နာမည်များကိုရေးရွတ်ပြီးအမျှဝေပေးခဲ့ပါတယ်နောက်ပိုင်းကာလတွေမှာတော့တင်းကြိုင်ရဲ့ခြောက်လန့်မှုတွေဟာပျောက်ကွယ်သွားခဲ့ပါတော့တယ်ဥယျာဉ်နဲ့မြောက်တာကြပြီညနေဆောင်ရင်တော့ဥယျာဉ်ပဲလှည့်အောင်မှာပါလေဆန်းနဲ့ပတ်သက်တဲ့ကြောက်စရာဖြစ်ဖြစ်များပြီးကြတဲ့ဟာကိုဦးမောင်ကိုအငှားချထားရခဲ့တာအခုတော့မပြောသေးရှားပါးတဲ့ရာသီရောက်ပြီမို့ခြံကိုသွားကြည့်ရန်ဆုံးဖြတ်ခဲ့ပါတယ်ညနေဆောင်တော့သမီးအမေဥယျာဉ်ချင်းနေခဏသွားကြည့်အောင်မယ်သမီးထမင်းစားရင်စားလိုက်နော်အမေပြင်ဆင်ခဲ့ပြီးပြီဓာတ်တလက်နဲ့ချင်းအောင်တစ်လုံးကင်ကဒေါ်နောင်တယောက်ဥယျာဉ်ဘက်ထွက်ခဲ့ပါတယ်တဲအောက်ရောက်တော့ဒေါ်နောင်ချင်းအောင်ကိုချကခဏအမောဖြေလိုက်ပြီးမိုးတန်လီတန်တို့နဲ့လဲကျနေတဲ့ငပြောပင်များကိုစတင်ခုတ်လဲလိုက်ပါတယ်ခြံထဲမှာပဲမို့အများပြားနဲ့ခညိုရိုးများခူးရင်နဲ့တောင်းထဲမှာလည်းပြည့်လို့နေပြီမို့အိမ်ပြန်မှုစိတ်ကူးလိုက်ပြီးတဲစီတို့ဥတီလိုက်ပါတယ်တဲအောက်ရောက်တော့ခဏထိုင်ကအမောဖြေလိုက်ပါတယ်ကိုညိုမိုင်းရှိစင်တဲ့ကဒီမိုးဒီလေးနဲ့ဆိုတော့ဘယ်ခံနိုင်မှာတော့မလဲလေတဲကြိုင်းငင်းများကတစ်ချောင်းစာတစ်ချောင်းစာကျိုးကြလို့နေပါတယ်ထိုစဉ်တဲပေါ်မှာပြေးလွှားနေတဲ့ကျန်းနှင်းတန်ကိုဒေါ်နောင်နားထဲမှာရှင်းရှင်းလင်းလင်းကြားလိုက်ရပါတယ်ဒေါ်နောင်ခေါင်းတစ်ပတ်များကြီးသွားပြီးနေကင်းဘက်နေပူတန်းကြောင့်ကြမ်းများကြွတာပဲလို့ဒေါ်နောင်ဖြည့်တွေးလိုက်ပါတယ်ဒေါ်နောင်ကြိုးပေးထိုင်နေတဲ့တဲပေါ်မှာတွဲလောင်းကျနေတဲ့အရာတစ်ခုကိုတော့သတိမထားမိလိုက်ပါဘူးတောင်းကိုရွက်လိုက်ပြီးခြံတကားစီတို့ခတ်သွက်သွက်လှမ်းနေမိပါတယ်အဲချိန်တဲပေါ်မှာပြေးဆင်းလာတဲ့ကျန်းနှင်းတန်ခက်ကြမ်းကြမ်းကိုကြားလိုက်ရချိန်မှာတော့ဒေါ်နောင်တောင်းကိုပိုက်လိုက်ကခြံတကားစီတို့တုတ်ချေတင်ပြေးပါတော့တယ်ခြံပြင်းရောက်တော့မှအနောက်ကထက်ကြံမခွာပြေးလိုက်လာတဲ့ခြေတံတွေဟာတဖြည်းဖြည်းပျောက်ကွယ်ကျန်ရစ်ခဲ့ပါတယ်ဒေါ်နောင်နားထဲမှာတော့ခလေးတယောက်ရဲ့အိတ်ကွဲကွဲရေတံကိုကြိုးချမ်းပွဲကြားလိုက်ရပါတယ်အင်းရောက်တီတိုင်အောင်ဒေါ်နောင်ရဲ့စိတ်တွေဟာမတည်ငြိမ်နိုင်သေးပဲကြိုးရဲတစိမ့်စိမ့်ခန်းစားနေရပါတယ်ဒါကြောင့်ရေမိုးချိုးပြီးချိန်မှာတော့သမီးဖြစ်သူနဲ့အတူပထန်းရွက်ဖက်လို့မြစ်တာပို့အမျှပေးဝေလိုက်ပါတယ်ဒီနောက်ဒေါ်နောင်တို့ဥယျာဉ်ထဲမှာဆရာတော်ကိုပင့်ပြီးမကြွလို့သေးတဲ့ကလေးမလေးအတွက်အမျှတန်ပေးဝေလိုက်ပါတယ်မိမိယောက်ျားရှိစင်းနေရမို့မရောက်ရပေမဲ့လည်းလူလားမြောက်လာတဲ့သမီးတယောက်တောင်းဝန်တွေနဲ့မနိုင်နှင်းလာတာမို့ဥယျာဉ်ကိုရောင်းထုတ်ခဲ့ပါတယ်မြို့မှာတက်တော်ဦးစီးရဲ့တာဖြစ်သူကိုလူလှတို့ဟာဒေါ်နောင်တောင်းတဲ့အဖို့ခအတိုင်းဥယျာဉ်ကိုဝယ်ယူသွားခဲ့ပါတယ်ဥယျာဉ်အတွက်လည်းတရားနာအမျှတမ်းပေးဝေပြီးပြီမို့ဒေါ်နောင်အနေနဲ့ဘယ်နာနာဘဝမှာမရှိနိုင်တော့ဘူးလို့ကောက်ချက်ချခဲ့ပါတယ်တနေ့မှာတော့ကိုလူလှတို့လင်မယားနှစ်ယောက်ငွေချေးဖို့ရောက်လာကြပါတယ်အကိုတို့ကြွပါရှင်ခေါင်းရင်းကမ်းမှာဒေါ်နောင်ကရင်းနှီးချမ်းပဲကြော်လက်ဖက်ထက်လျက်ခဲတို့နဲ့တဲခင်းအိတ်ခံပါတယ်ကျမအနေနဲ့မဖြစ်တာတော့ရောင်းရတာပါခြံကစိုက်တဲ့မြဖြစ်ထွန်းပြီးမြေစီရွာလဲကောင်းတော့စီးပွားဖြစ်မှာအသေးချပါပဲဟုတ်ကဲ့ဥယျာဉ်ကိုကျွန်တော်တို့အများကြီးတဘောကြပါတယ်ပြီးတော့စကားဆက်ပြတ်သွားပြီးကိုလူလာရဲ့အကြည့်တွေကဆန့်စီရောက်သွားကခုနကျွန်တော်တို့ဥယျာဉ်ပေါက်ဝမှာခလေးမလေးတယောက်လက်ပြနေတာတွေ့လို့ကျွန်တော်တို့လည်းအမသမီးထင်နေတာဒေါနောက်မျက်လုံးမြပြူးကျဲသွားပြီးတရင်ကစိတ်လုံရှာမှုကိုချုပ်တီးလိုက်ရပါတယ်တခြားကလေးဖြစ်မှာပါကျမသမီးလေးကအိမ်မှာပဲနေတာပါငွေချေးတဲ့ကိစ္စပြီးသွားတော့ကိုလူလာတို့လင်မယားပြန်သွားကြပြီမဲ့အတွေးများစွာနဲ့ကြမ်းရင်ခဲ့သူကတော့ဒေါနောင်းတယောက်ပဲဖြစ်ပါတယ်သူကဘာလဲအမျှမရခဲ့ဘူးလားဒါဆိုမကြွလို့သေးဘူးပေါ့လက်တောင်လှမ်းပြနေသေးတယ်တဲ့လေတစီတရဲ့ဘဝယောက်ျားရတာချင်းတူပေမဲ့အမျှဝေတဲ့အတန်ကိုကြားနိုင်တဲ့တာရုခွန်နိုင်တဲ့ပြရလောကသားများကကျွတ်လွတ်နိုင်ကြပြီမဲ့ဘလို့ကောင်းမှုကုသိုလ်မှမမြင်နိုင်မကြားနိုင်ပဲပြရလောကမှာပဲမွေးပျော်နေကြသူများဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာများမှာယနေ့အချိန်ထိရှိခဲ့ကြတယ်ဆိုတာတင်ဆက်ရင်းနားဆင်သူပရိသတ်အပေါင်းတောကပေါင်းမှာကင်းဝေးကြပါစေခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကိုကြိုက်နေတဲ့ဘက်ကကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာ